Mingalar STS Par, channel ကနေကြိုဆိုပါ welcome တယ် from ရှင် STS မဆုံးမ channel. နစ်တော့ဇွဲလုံးလားတို့ဖြင့်စူးစမ်းပါကအောင်မြင်မှုကိုရရှိနိုင်ကြောင်းအတူယူနိုင်တဲ့မပူကျွဲနဲ့ခ ्यू ငယ်ဆိုတဲ့ဇလန်းလေးကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။တဏီတော့ရွာလေးမှာမပူကျွဲဆိုတဲ့ကလေးမလေးတယောက်ရှိပါတယ်။မပူကျွဲလေးဟာစာကြက်ရမှာအလွန်ပြင်းတဲ့သူဖြစ်ပါတယ်။တနေ့မှာတော့ဆီယာမကစာတပုတ်ကိုအလွတ်ချက်ခိုင်းပြီးတော့ပြန်ဆိုနိုင်ရင်စူချီးမြင့်မယ်လို့ပြောပါတယ်။မပူကျွဲလဲဆီယာမပေးတဲ့စုကိုလိုချင်ပေမဲ့စာကြက်ရမှာတော့အလွန်ပြင်းနေပါလေရဲ့။မပူကျွဲဟာအိမ်ကိုရောက်တာနဲ့ချန်စီယိုနာမှာထိုင်ပြီးတော့ဆီယာမပေးတဲ့စာတပုတ်ကိုကြက်မှတ်နေလေရဲ့။စာချက်ပြင်းတဲ့မပူကျွဲဟာဘလို့ပဲကြက်ကြက်ဆီယာမရဲ့စာတပုတ်ကိုမရဘူးဖြစ်နေပါတော့တယ်။စာမရလို့စိတ်ပြက်ပြီးချန်စီယိုကိုငေးကြည့်နေတော့မှခ ्यू ငယ်လေးတကောင်ဟာချန်စီယိုတိုင်အောက်ကနေပြီးတော့တိုင်ထိပ်ကိုတရွရွတက်နေတာကိုမြင်လိုက်ရပါတယ်။မလျှော်သောဇွဲလုံးလားနဲ့တက်နေတဲ့ခ ्यू ငယ်ဟာနောက်ဆုံးမှာတိုင်ထိပ်ကိုရောက်ရှိသွားပါတယ်။မပူကျွဲဟာခ ्यू ငယ်လေးတိုင်ထိပ်ကိုရောက်တာမြင်ပြီးငါလည်းခ ्यू ငယ်လေးလိုမစုံမနစ်စာကြက်လိုက်ရင်ရမှာပေါ့လို့တွေးပြီးတော့စာကြိုးစားကြက်မှတ်လိုက်တာဆီယာမပေးတဲ့စာတစ်ပုဒ်ကိုအလွတ်ရရှိသွားပါတယ်။နောက်တစ်နေ့အတန်းတဲမှာဆီယာမထံစာပြန်ဆိုပြတဲ့အခါမှာတော့အခြားသူတွေဟာထင်ငေါ်နေပေမဲ့မပူကျွဲကတော့အထင်ငေါ်မရှိပဲဆီယာမမေးသမျှကိုဖြေဆိုနိုင်နေပါတယ်။ဒါကြောင့်စာချက်ပြင်းတဲ့မပူကျွဲလေးတောင်စာရအောင်ကျက်နိုင်ရင်ကျန်တဲ့သူတွေလည်းစူးစမ်းရင်ရနိုင်တယ်ဆိုပြီးတော့မပူကျွဲကိုဆီယာမကစူချီးမြင့်လိုက်ပါတော့တယ်။ဒီဇလန်လေးမှာခ ्यू ငယ်လေးရဲ့လုံလာရီယာကိုအတူယူတဲ့မပူကျွဲဟာနောက်ဆုံးမှာအောင်မြင်မှုကိုရရှိခဲ့တယ်ဆိုတာကိုသင်ခန်းစာရယူနိုင်ပါတယ်ရှင်။ဆုံးထိကြည့်ရှုနားဆင်ပေးလို့ကျေးဇူးပါရှင်။